အားလုံးပဲမင်္ဂလာပါရှင်။ Read with you မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာဆီယမခင်ခင်တို့ရဲ့ရုပ်သေးရုပ်ကလေးဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါရှင်။ရုပ်သေးရုပ်ကလေးကျမငယ်ငယ်ကရုပ်သေးရုပ်ကလေးတစ်ရုပ်ကိုအလွန်ဆွဲလန်းတက်မဲ့ခဲ့ဘူးသည်ထိုအရုပ်ကလေးနှင့်ပတ်သက်၍ယနေ့အချိန်ထိရင်မှာခံစားလွမ်းဆွနေရစေလည်းဖြစ်ပါသည်နှစ်ပေါင်းများစွာဖြတ်သန်းခဲ့တော်လဲစိတ်မှာထင်ကြံရစ်ခဲ့သောပုံရိပ်တို့ကမေးဖြောက်ပြင်း၍မရခဲ့ထိုစဉ်ကကျမအသက်10နှစ်ပင်ပြည့်မည်မထင်သေးပါမူလာတန်းကျောင်းသူဘဝကဖြစ်ပျက်ကြုံတွေ့ခဲ့ရသောအကြောင်းအရာကလေးတစ်ခုသာဖြစ်ပါသည်ထိုအရွယ်သည်ကလေးဘဝကုံဆုံးရန်အစပျိုးနေသည့်အရွယ်ဖြစ်သည်ကျမတို့ငယ်စဉ်ကမြေအကြောင်းပေးရရောက်လျင်မန္တလေးမြို့ကြီးမှမိဘအများ၏ဇာတိဖြစ်သောမြင်းကြံမြောင်းလက်မှဥရိယရွာကလေးသို့ပြန်လေးရှိပါသည်ရွာတွင်အဘနှင့်အမေကြီးတို့ရှိသည်ဆွေမျိုးတွေရှိသည်ပြီးတော့အေယာဝတီမြစ်ပြင်ကျယ်ကြီးနှင့်တဲတောင်ပြင်ကျယ်ကြီးရှိသည်ပဲကင်းတွေတရက်တော်ကြီးတွေရှိသည်ရွာလေညောင်ပင်ကြီးကတော့ကျမတို့ကလေးများ၏ကစားကွင်းကြီးတစ်ခုဖြစ်ပါသည်မနက်စောစောထမင်းကြော်စားပြီးလျင်ကျမညောင်မင်းကြီးအောက်ရောက်နေတတ်ပြီးညောင်မင်းကြီးအောက်ရောက်လျင်တော့ကစားပေါ်တွေကအပြည့်ရှင်းနေပြီးထုပ်စီးတိုးခြင်းစိန်ပြေးတန်းဖန်ခုံတန်းတူပုံတန်းစသောမယိုးနိုင်သောကျေးလက်ကစားနည်းများကိုတစ်မျိုးပြီးတစ်မျိုးကစားကြ၏နေကုန်နေကန်းကစားတော်လဲမောသည့်ပန်းသည်ဟူ၍မရှိအဘကရေချိုးရန်လိုက်ခေါ်မှတော်၎င်းနေကြီးကထမင်းစားရန်လိုက်ခေါ်မှတော်၎င်းအိမ်သို့ပြန်ကြသည်တခါတည်းရန်ဆွေမျိုးသားချင်းများမြေပဲနှုတ်ရာပဲရိပ်ရာနွားကြောင်းရာတို့စီသို့ကျမတို့လိုက်သွားတတ်ကြသည်ပဲကင်းများကြားတွင်ခဲစစ်တိုက်တန်းနွားစီတန်းကစားကြသည်တခါတည်းရန်တစ်ကိုင်းကြောင်များမီးဖို့ပြီးမြေပဲဥအဆိုများကိုမီးဖုတ်တန်းပင်ကစားလိုက်ကြသည်အဘကငါမြေးတွေကတော့ဟေ့ဆွန့်လိုက်ကြတာများတစ်စက်ကလေးမှအငြိမ်မနေကြဘူးပုပ်ပါတောင်ကမြောက်တွေလွတ်လာသလားတော့အောက်မေ့ရတယ်ဟုမှတ်ချက်ပေးတတ်ပါသည်ဘာရဲတော့မသိရွာရောက်လျင်ကျမတို့မှာအလိုလိုစောကစားခြင်းစိတ်များပေါက်နေတော့သည်လွတ်လပ်ကျပြန့်ပြီးဘာအတားဆီးမျှမရှိသောကျေးလက်တဘာဝလေးကိုထိုအရွယ်ကပင်စား၍ချစ်တက်လာခြင်းဖြစ်ပါသည်တနေ့တွင်ကျမတို့ရွာလေးသို့ထူးဆန်းသောလူတစ်ယောက်ရောက်လာသည်ကျမတို့ကစားနေကြသောညောင်မင်းကြီးအောက်တွင်လူကြီးကတစ်တာတစ်လုံးကိုချကာကျမအပါဝင်ကလေးများအားလုံးကိုခေါ်ပါသည်ထို့နောက်တစ်တာထဲမှအယုတ်ကလေးများကိုတရုတ်ချင်းထုတ်ခါကျမတို့ကိုပြပါသည်အယုတ်ကလေးတွေကတော်တော်များတော့လဲကျမကမင်းသမီးရုပ်ကလေးကိုသတိထားမိသွားသည်ကဲကလေးတို့နားထောင်ကြဘဘနာမည်ကဦးသစ္စာတဲ့ကွဘဘကမင်းတို့ကိုရုပ်သေးကလေးတွေနဲ့ကပြမယ်ကျိုးတန်းလန်းနဲ့အယုတ်ကလေးများကိုရုပ်သေးဟုခေါ်ကြောင်းထိုနေ့မှစ၍ကျမသိခဲ့ရခြင်းဖြစ်ပါသည်ပထမဆုံးတစ်တာကလေးပေါ်တင်လိုက်သောအယုတ်မှာကျမသတိထားမိသည့်မင်းသမီးရုပ်ကလေးဖြစ်ပါသည်စတုံးကလေးထုံးကစမိတ်ကလေးချထားရုံမကပန်းနီကလေးတစ်ပွင့်ကိုပန်ထားလိုက်သေးသည်ကြောင်အင်ကြီးအဖြူကလေးမှာရွှေနာကလေးများပင်ကွတ်ထားလိုက်သေး၏လဲတိုင်းမှာဆွဲထားသောပလဲပရီကုန်းလေးမှာကာလာများစွာဖြတ်တန်းခဲ့ဟန်ဝါကျင့်ကျင့်ပင်ဖြစ်နေပါပြီပန်းစီရောင်ချိတ်ထမိန်အနီရဲရဲကမင်းသမီးကလေးရဲ့နှုတ်ခမ်းနှင့်အပြိုင်နှီးဆွေးနေသည်မျက်လုံးကလေးကတော့ဆေးဆွဲထားသည့်ရှည်မျောမျောမျက်စံကလေးများကဝိုင်းဝိုင်းမဲမဲကလေးဖြစ်ပါသည်တောစပယ်တောလေကစပယ်တင်းပြန့်ထုံကျွဲပြူပြူပန်းစင်မယ်လှတယ်တယ်မုံနတာချဲဖုံဖုံတင်ကားရဲ့အလဲလဲမွေးလှတယ်အလဲလဲမွေးလှတယ်ချစ်မာလားကွယ်အိုအကိုကြိုက်မာလားကွယ်ဦးသစ္စာကကာကျိုးစင်တယ်ချစ်စရာကျမကကာကျိုးသပင်တဲ့ကပါမယ်အိုကပါမယ်အိုကပါမယ်မင်းသမီးရုပ်ကလေးကဦးသစ္စာ၏တချင်းအလိုက်အတိုင်းလက်ကလေးမြောက်လိုက်ခြေကလေးမြောက်လိုက်ဖြင့်ကနေပါသည်ကျမမှာတစ်သားရုပ်ကလေးကကရာကိုနီးနီးကက်ကက်တစ်ခါမှမမြင်ဘူး၍မျက်တောင်ပင်မခတ်မိပါမင်းသမီးရုပ်ကလေးကာကျိုးဆုံးသွားတော့မင်းသားရုပ်ကလေးတစ်ရုပ်ကိုကောက်ကင်ကပြပါသည်သို့တော့ကျမစိတ်ထဲတွင်မင်းသမီးရုပ်ကလေးလောက်မဆွဲလန်းတော့ပါနောက်တော့ကျမတို့ကလေးတွေပင်မကတော့ပဲရွာထဲမှလူကြီးများဝိုင်းအောင်လာကြသည်ခဏအတွင်းမှာပင်ညောင်မြင့်ကြီးအောက်တွင်လူအုပ်ကြီးဖြစ်သွားပါပြီကျမကတော့ရုပ်သေးတစ်တာဇက်ခုံကလေး၏ရှေ့ဆုံးနေရာမှာမလုံမရှက်ထိုင်ရင်းနေခဲ့သည်မင်းသားရုပ်ကလေးကပြီးတော့ဦးသစ္စာကအယုတ်ကလေးတွေကိုတစ်တာထဲပြန်ထည့်လိုက်ပြီးပြောင်းမှုပဲလိတ်ကြီးကိုမင်းကြီးကတောက်နေလိုက်ပါသည်နောက်မှရောက်လာသောရွာသားများကအယုတ်ကလေးတွေနဲ့ထက်မှန်ကားပြဖို့ဦးသစ္စာကိုရေပဲတွေနန်းတွေလက်ဆောင်ပေးကြ၏ဦးသစ္စာကအိတ်ကြီးတစ်လုံးထဲတွင်ပေးသမျှသီးနှံတွေစုထည့်ကအယုတ်များကိုတရုပ်ပြီးတရုပ်ကောက်ကင်ရင်းထက်မှန်ကားပြပါသည်
ထိုနေ့ကဥသစ္စာပြန်သွားတော်လဲကျမရင်ထဲတွင်မင်းသမီးရုပ်ကလေးကန့်ညီပါလာသည်ပန်းအနီထမိန်အနီနှင့်နှကန်းကလေးနီနေသောမင်းသမီးရုပ်ကလေးကိုထိုအချိန်မှစ၍ကျမဆွဲလန်းမိခဲ့ရပါသည်နောက်အပတ်ဥပုပ်ကြရင်ဘဘလာခဲ့အောင်မယ်ကလေးတို့ရုပ်သေးကြီးကြမယ်မဟုတ်လားဟုဆိုကာအယုတ်တစ်တာနှင့်သီးနှံတို့ကိုထမ်းကာပြန်သွားတတ်သောဥသစ္စာကိုကျမမျှော်တတ်နေခဲ့ပြီးတစ်ကြိမ်တစ်ခါမျှမြေပဲမစွတ်ဘူးသောကျမကတောင်းကလေးနှင့်မြေပဲကောက်သင်းကောက်နေတတ်ခဲ့ပြီးကျမအတွက်ဥသစ္စာကိုပေးဖို့မြေပဲကောက်နေမိသည်မထင်ပါကျမချစ်သောမင်းသမီးကလေးအတွက်မြေပဲကောက်နေမိခြင်းသာဖြစ်ပါသည်တောစပယ်တောကစပယ်မြေပဲတောင်းကလေးဘေးချကာမင်းသမီးရုပ်ကလေးကတာကိုကျမကြည့်နေခဲ့သည်မှာအချိန်အတော်ကြာပြီထမင်းမစားဟင်းမစားအဖော်များနှင့်လည်းခါတိုင်းလိုစော်ကစားဖို့သတိမရတော့ပါရုပ်ကလေးကိုလည်းအယုတ်လိုမထင်မိတော့တကယ်ပင်နှကန်းကလေးလှုပ်ခါတချင်းဆိုနေသည့်ထင်မိတော့၏ဥသစ္စာမင်းသမီးရုပ်ကလေးကိုကြိုးဆွဲတိုင်းဒီဆိုသည့်တောစပယ်တချင်းကိုယနေ့အထိကျမအလွတ်ရနေခဲ့ခြင်းကလည်းထိုစဉ်ကတည်းကဆွဲလန်းမှုပင်ဖြစ်ပါလိမ့်မည်ဟဲ့ရွှေဘုတ်တကယ်ဗျာငါမြေပွဲကြိုက်မှရဲ့အိမ်ပြန်ပြီးထမင်းကလေးပါလေးစားအောင်မပေါ့ကွယ်အဘကညောင်မင်းကြီးအောက်ရောက်လာရင်ကျမကိုခေါ်ပါသည်ရုပ်သေးကလည်းကားလို့ပြီးပါပြီကျမကနေရာမထထိုင်နေမိခြင်းသာဖြစ်၏အဘသမီးကိုဒီမင်းသမီးရုပ်ကလေးဝယ်ပေးနော်အဘကရဲ့သည်ဒီနောက်တော့ဥသစ္စာနှင့်အဘတို့စကားပြောပြကြရင်ခင်မင်သွားကြ၏အဘကဥသစ္စာကိုအိမ်အလဲလိုက်ခဲ့ဖို့ဖိတ်သည်ဤသို့ဖြင့်ဥသစ္စာရွာသို့လာတိုင်းကျမတို့အိမ်သို့ရောက်လာတတ်ပါသည်ထိုအခါများတွင်အယုတ်တစ်တာနောက်ကလိုက်ပါလာသောကလေးများမှာကျမတို့အိမ်ဝိုင်းနှင့်အပြည့်ဖြစ်ပါသည်ဟဲ့သွားကြတနေကုန်ကြည့်လို့မဝသေးဘူးလားအဘကအော်ငေါ့လွတ်တော့မှကလေးအားလုံးညောင်မင်းကြီးစီပြန်ပြေးသွားတတ်ကြသည်ကျမကတော့အဘအနားမှာကဲ့၍ထိုင်ရင်တစ်တာထဲမှမင်းသမီးရုပ်ကလေးကိုတနာနေမိသည်နေလုံးကြီးဝင်သွားလျင်ဥသစ္စာပြန်သွားတတ်ပါသည်ဥသစ္စာကစင်မီးကုံရွာဘက်မှတဲပြီးရွာစဉ်လှဲ့ကာရုပ်သေးကားပြခြင်းဖြစ်သည်အထုပ်ကြီးထမ်းကာတစ်တာကိုရွက်၍ပြန်သွားသောဥသစ္စာသည်တရက်သောဥပုပ်နေ့တွင်ကျမတို့ရွာသို့မလာခဲ့ပါကျမသည်ရွာအဝင်ကုတ်ကိုပင်တန်းအောက်မှဥသစ္စာကိုငုံတုံထိုင်ကာစောင့်နေခဲ့မိသည်ဥသစ္စာကြီးမလာဘူးသူလဲတခြားရွာတွေသွားကနေလို့ဖြစ်မှာပေါ့မြေရဲ့ကျမရင်ထဲလွမ်းစိတ်ကလေးတွေဝင်လာခဲ့ရပါသည်ဥသစ္စာကိုမဟုတ်ဥသစ္စာနှင့်ပါလာမည့်မင်းသမီးရုပ်ကလေးကိုလွမ်းခြင်းဖြစ်သည်သမီးကိုလေဥသစ္စာစီကမင်းသမီးရုပ်လေးဝယ်ပေးပါလားဟာငါမြေးကအယုတ်ကလေးကိုလိုချင်နေတာကိုကွအေးဒီတခါကိုသစ္စာလာရင်ဝယ်ပေးမယ်ထိုစဉ်ကအဘသည်ကျမကိုပေါ့ပေါ့တန်တန်ပြောခဲ့ခြင်းဖြစ်ပါသည်ဥသစ္စာလာသောအခါကိုကျမစွတ်အတင်းပူဇာသည်ဥသစ္စာကသမီးလိုချင်ရင်ဘကအလကားပေးမှာပေါ့ဒါပေမဲ့ဘမှာဒီအယုတ်ကလေးတွေနဲ့လှုပ်ရှားနေရတာငါမြေးရဲ့အယုတ်တစ်တယုတ်လုပ်ပေးမယ်နော်ပူဇာတတ်သည့်ကလေးတိုင်းကိုဥသစ္စာကဤသို့ပင်ချော့မော့နှစ်သိမ့်လိမ့်မည်ထင်ပါသည်ဟင့်အစ်မလိုချင်ဘူးဒီအယုတ်ကလေးပဲကျမပြောသောအခါအဘနှင့်ဥသစ္စာတို့ကရေကြသည်နောက်တော့ဥသစ္စာကမင်းသမီးရုပ်အသစ်ထပ်လုပ်ပြီးရင်ဒီအယုတ်ကျမကိုပေးမည်ဟုကတိပေးသွားပါသည်သို့သောကျောင်းများဖွင့်၍မန္တလေးသို့ကျမပြန်သည့်အထိဥသစ္စာပေါ်မလာတော့ပါဥသစ္စာကြီးစီကမင်းသမီးရုပ်ကလေးကိုဝယ်ပြီးသမီးစီလာပေးလက်နော်သင်္ဘောထွက်ခါနီအဘကိုကျမမှာမိသေးသည်အဘကလည်းလာပို့မည်ဟုကတိပေးပါသည်ကျမမှာကျောင်းတွင်စာသင်နေရတော့လဲစိတ်ကမဖြောင့်ပါအဘဘယ်နေ့ပေါက်ချလာလိမ့်မည်လဲဟုမျှော်နေမိသည်ကျမမျှော်သောနေ့သို့ရောက်လာခဲ့ပါသည်အဘသည်ငှက်ပြောကင်ကြီးတစ်ဖက်တောင်းကြီးတစ်ဖက်ထမ်းကာလမ်းမပေါ်ကလေးကကျမတို့ကိုတကြောအော်ခေါ်လာသည်ဟေးစောကြီးတို့လိုင်ကြီးတို့ရွှေဘုတ်တို့ရေလာတယ်ဟေးကျမတို့အားလုံးကိုပြေးကြိုကြသည်အိမ်ထဲရောက်တော့အဘကတောင်ကြီးထဲပါလာသောမုံများကိုထုတ်ကြွေးပါသည်အဘဤတောင်းထဲမှာကျမသိမ့်ကြိုက်သောသင်္ဘောသည်ဩဇာသီးမဲ့ကြီးတွေမကလာသီးတွေရှောက်ချိုသီးတွေကိုကျမစိတ်ဝင်စားပါထို့အတူအမေကြီးလုပ်ပေးလိုက်သောမုတ်စီကျော်နှင့်မုတ်ဖက်ထုံများကိုလည်းယူမစားမီအဘဤလွယ်အိတ်ထဲကိုသာအသေးကြီးမဲကြီးရှာဖွေနေမိသည်သို့သောကျမမျှော်နေသောမင်းသမီးရုပ်ကလေးကပါမလာခဲ့ပါအဘကဖေတို့မမေတို့နဲ့စကားပြောကောင်းနေတော့ကျမတယောက်တည်းအိမ်နောက်ဖေးတောင်းကဧကရစ်ပင်ကြီးအောက်သွားငိုပါသည်မမေကဟောအဖေမြည်မငိုနေပြီအယုံမပါလာလို့တဲ့ရွာကပြန်ရောက်လာခဲ့တဲ့အဖေရဲ့အစော့တောင်တိတ်မမက်တော့ဘူးသူ့အယုတ်ကလေးကိုမျှော်နေရတာလေအဘသည်အတော်စိတ်မကောင်းဖြစ်သွားပုံရသည်ကျမကိုလာ၍ချော့ရှာပါသည်အဘဘလို့ချော့ကျမကအငိုမတိတ်ပါအဘလည်းအလကားပဲဥသစ္စာကြီးလည်းအလကားပဲကျမကအဘကိုထူပြီးပြောတော့
အပမျက်နှာကြီးတစ်ခုလုံးหนีရဲသွားသည်စက္ကနဲကိုမတ်ခါကဲငါမြေတိတိချာချာနားထောင်အပဒီတစ်ခါလာရင်အယုတ်ကလေးမရရအောင်ယူခဲ့မယ်ဘဂရီပေးပါတယ်ရုပ်ကလေးမရရင်မန္တလေးကိုဘဘတော်မှမလာဘူးဟုတ်ပြီလားကဲလာအမေကြီးလှုပ်ပေးလိုက်တဲ့မုတ်တွေစားရအောင်ထို့သို့ဂရီပေးပြီးအပရွာသို့ပြန်သွားပါသည်သို့တော်နှစ်ကုန်သည့်ထိအပပေါ်မလာခဲ့ပါခါတိုင်းနွေရာသီကျောင်းပေးရောက်လျင်ကျမတို့မြေးတွေကိုအပကိုယ်တိုင်လာခေါ်တတ်ပါသည်ဒီတစ်ခါတော့အပကိုစားကျမတို့ဘာကြီးဘိုးတိုင်ခင်ရောက်လာပါသည်ဦးလေးကန်လဲတိတ်နေမကောင်းဘူးပြောပြရရင်တော့ဘာကြီးတိုင်ခင်ကမမေကိုပြောသောစကားများကကျမနားထောင်ခဲ့သည်အဘသည်ရွာပြန်ရောက်ချင်းသူပိုင်မြင်းကြီးကိုစီး၍စီမီကုံရွာသို့ထွက်လာခဲ့သည်ညနေမိုးဆုပ်ဆုပ်ချုပ်မှပြန်လာသည်နောက်နေလဲထိုသို့ပင်မြင်းကြီးစီးကထွက်သွားပြန်သည်မိုးချုပ်မှပြန်လာသည်နေ့စဉ်ရက်ဆက်အဘဘာတွေလုပ်နေရသည်ကိုအမေကြီးမေးတော့လဲအဘကမပြောခဲ့ပါသူတယောက်တည်းကြိတ်ခါဥသစ္စာကိုရှာနေခဲ့ခြင်းဖြစ်သည်စီမီကုံစားကျူးကြီးကြည်ရွာကန်တော်ဂင်းကဲ့ရတဘူတိန်တိုင်းကြားကိုင်းစင်းကွန်းရွာများသာမကတစ်ဖက်ကန်းသို့လှေဖြင့်ကူး၍နဂါးပေါက်ချောင်းစင်းကြောင်ဖြူရေပလဲရွာများအထိပင်ဥသစ္စာကိုမနာရန်ရှာဖွေခဲ့သည်နောက်ဆုံးတွင်အဘကဥသစ္စာ၏သတင်းပေးနိုင်သူကိုချမ်းပေါက်နွားကလေးတစ်ကောင်ပေးမည်ဟုသတင်းလွှင့်လိုက်သည်ဥသစ္စာကရှာမတွေ့ခဲ့ခြေသလုံးအိမ်နိုင်ဘဝနှင့်ဥသစ္စာတယောက်ပျောက်ချက်သားကောင်းနေခဲ့သည်နောက်တော့အဘလဲစိတ်ပန်းလူပန်းနှင့်အိပ်ရာထဲဘုံဘုံလဲခဲ့ခြင်းဖြစ်သည်ကြားလာမိပေါ့ညီးကြောင့်အဖေဖြားရတာကလေးပဲတော်သလိုအယုံနဲ့ဆော့မယ်မဟုတ်ဘူးရုပ်သေးရုပ်နဲ့ဆော့ကျင်ရတယ်လို့ရုပ်သေးရုပ်ဆိုတာကစားစရာအယုံမဟုတ်ဘူးဟဲ့ကျိုးဆွဲတဲ့အယုတ်ကျိုးဆွဲတတ်တဲ့သူကအယုတ်ကလေးကိုကျိုးဆွဲမှမင်းသမီးကလေးကကပြတာကျိုးမဆွဲတတ်တဲ့သူ့လက်ထဲရောက်လို့ကတော့တက်သားရုပ်ကတက်သားရုပ်ပဲအေးမမေကကျမကိုပါစူပါတော့သည်အဘနေမကောင်းဘူးဟုသိရသောအခါကျမမှာအတော်ပင်စိတ်ပူသွားမိပါသည်ကျမတို့မြေးတွေအပေါ်ချစ်ရှာလွန်းသောအဘများတစုံတရာဖြစ်သွားခဲ့ပါလျင်ကျမတသက်ဖြေနိုင်တော့မည်မဟုတ်ပါဘာကြီးတိုင်သမီးရွာပြန်ကျင်လှပြီးအဘနဲ့တွေ့ကျင်လှပြီးကျမ၏ပါပြင်ပေါ်တွင်မျက်ရည်ပေါက်များလိမ်ဆင်းကျလာခဲ့ပါသည်ကျမတို့ရွာကိုပြန်တော့မမေကဘိုးမရုပ်ကလေးတစ်ရုပ်ဝယ်ပေးလိုက်ပါသည်ရွာကိုရောက်တော့အဘကမျက်နှာမကောင်းစွာဖြင့်အိမ်ဝမှစီးကြိုပါသည်ကျမလည်းမမေဇက်တိုက်ပေးလိုက်သည့်အတိုင်းအဘကိုဘိုးမရုပ်ကလေးပြပါသည်ဒီမှာကြည့်သမီးရဲ့အရုပ်ကလေးတိတ်လှတာပဲနော်သပင်ကလေးကလည်းရွှေရောင်ခေါင်းဝင်ကလေးကလည်းကားလေးနော်ဒီမှာဒေါက်ဖက်နှက်ကလေးကလည်းပါသည်ကြည့်လေကျမလက်ထဲကအယုတ်ကလေးကိုထိုးပြီးတော့ဘာကကျမကိုချီပွေရင်မြေရုပ်သေးရုပ်ကလေးဘာရှာလို့မရသေးဘူးတဲ့ကျမကဘုံမရုပ်ကလေးကိုပဲပုတ်ဖက်ထားရင်ဟင်းဒီရုပ်သေးရုပ်ကိုသမီးမလို့ကျင်တော့ဘူးဒီရုပ်ကလေးကမှတကယ်လှတာဒီမှာကြည့်သူကမျက်လုံးကလေးကဖွင့်တက်ပိတ်တက်တယ်ဟောတွေ့လားကျမကပျော်ရွှင်ဟန်ဆောင်လိုက်တော့ဘာကပြုံးသည်ထိုစဉ်ကအဘ၏အပြုံးကိုကျမမခွဲခြားတတ်ခဲ့ပါကျမစိတ်ထဲတွင်အဘကကျမကိုကလေးပီပီစိတ်ပြောင်းလွယ်တယ်ရုပ်သေးရုပ်ကလေးကိုကျမတကယ်ပဲမမက်မောတော့တာများလားဟုထင်နေရှာဟန်တူပါသည်နောက်ရက်များတွင်မြေးတွေတယုံနဲ့အဘပြန်နေကောင်းလာခဲ့သည်မဟုတ်ပါလားသို့သောထိုကဲ့သို့ထင်ခဲ့မိသောကျမ၏အတွေ့များမှားယွင်းကြောင်းနောက်ခါကျမသိခဲ့ရပါတော့သည်ကျမတို့မန္တလေးပြန်သွားပြီးနောက်အဘသည်ဥသစ္စာ၏သတင်းကိုဆက်လက်စုံစမ်းရှာဖွေခဲ့သေးသည်ဥသစ္စာမှမြင်းချံမှမန္တလေးသို့အသွားကားမောက်၍တည်ဆုံးသွားကြောင်းအခိုင်အမာသိရတော့မှအဘလက်လျှော့ခဲ့လေသည်ကျမလိုချင်တက်မက်ခဲ့သောမင်းသမီးရုပ်ကလေးကိုယနေ့အချိန်ထိကျမလုံးဝမမြင်တွေ့ရတော့ပါဘာလဲမန္တလေးသို့မလာတော့ပါထိုနှစ်ထဲတွင်မေကြီးလဲရွာတွင်ဆုံးသွားပါသည်ထိုအခါမှဘာသည်ကျမတို့ရှိရာမန္တလေးသို့လိုက်လာကကျမတို့နှင့်တစ်သက်လုံးခေါင်းချနေထိုင်သွားတော့၏အဘဆုံးသွားသောအခါအဘအိယာဘေးတွင်အမြဲထားတတ်သောသစ်စေးတုပ်တောင်းကလေးကိုကျမဖွင့်ကြည့်လိုက်ပါသည်အဘ၏တောင်းကလေးထဲမှာအဘ၏အဝတ်အစားများအသုံးဆောင်တချို့နှင့်အဘဖတ်သောစာအုပ်ဟောင်းများမေကြီးအမြဲပခုံးတင်တတ်သောတပတ်ကလေးတစ်ထည်နှင့်အတူပလဲပရီကလေးတစ်ကုံထွက်ကျလာပါသည်ထိုပလဲပရီကလေးကိုမြင်လိုက်လျင်ပင်ကျမမှာများစွာယူကျုံမရဖြစ်ရတော့၏ပလဲပရီကလေးမှာကျမငယ်ငယ်ကလိုချင်တက်မက်ခဲ့ရသောရုပ်သေးမင်းသမီးကလေး၏ပရီကုန်းကလေးဖြစ်ကြောင်းကျမသိလိုက်ပါသည်ဒီပရီလေးကိုအဘဘယ်ကရလေသလဲဘာလို့တင်ထားရသလဲဘာဖြစ်လို့ကျမကိုမပေးတာလဲကျမအဖြေရှာမရခဲ့ပါဘာကြီးတိုင်းကပြောတော့အဲ့ဒီပရီကုန်းကိုစီမီကုံရွာက
ဘိုးလူနီစီကရတာလေဦးသစ္စာစင်မီးကုံလာတိုင်းဘိုးလူနီအိမ်မှာတဲတယ်ပလဲပတိကုန်းလေးကျိုးပြတ်သွားလို့သူ့စီထားခဲ့တာတဲ့ဒီသတင်းကိုဦးလေးကန်ကလည်းကြားရောချက်ချင်းဘိုးလူနီစီပြေးသွားပြီးမြေပဲတထောင်းနဲ့လဲယူလာခဲ့တာပဲဒီကြတော့မှဦးလေးကန်ကိုယ်တိုင်ပြန်တည်ထားတာလေငါဖြင့်ဦးလေးကန်ကဘာလို့ဒီပလဲပတိဒီပတိကိုတခုတ်တရတီကုန်းရတာလဲလို့စဉ်းစားခဲ့မိသေးတယ်ကျမအဖို့မှာတော့အဘ၏နှလုံးသားဖြင့်တီကုန်းပေးသွားသောမေတ္တာပလဲပတိကုန်းကလေးသာဖြစ်ပါသည်ကြာတော့ကြာခဲ့ပါပြီယခုဆိုလျှင်ကျမအသက်ပင်30ကျော်ခဲ့ပြီနှစ်ပေါင်း20ကျော်ကွာဝေးခဲ့ပြီဖြစ်သောကလေးဘွားကအမတ်မထင်ဆုံတွေ့ခဲ့ရသည့်မင်းသမီးရုပ်ကလေးကိုကျမမမေ့နိုင်ဖြစ်ရသည်မှာကျမချစ်သောအဘကြောင့်ပဲဖြစ်သည်အဘပြောသွားခဲ့ဖူးသောစကားတစ်ခုကိုလည်းကျမအမြဲသတိရနေမိသည်အယုတ်ကတန်ဖိုးမရှိပါဘူးကွာဒါပေမဲ့ငါမြေးကငါ့ကိုလူညာကြီးလို့ထင်သွားတာကိုငါရှက်တာနောင်တွင်ရုပ်သေးပွဲတော်တော်များများကိုကျမကြည့်ခဲ့ပူပါသည်မြင်းကြံ12မုတ်ဖျားပွဲမန္တလေးမာမုနိဖျားပွဲအမေလူလူတော်အမရဲ့မွေးနေ့ပွဲစသည်တို့မှာရုပ်သေးပွဲများကိုကျမကြည့်ပြခဲ့သည်ကျမငယ်ငယ်ကကြည့်ခဲ့ရသောဥသစ္စာ၏ရုပ်သေးထက်အစာပေါင်းများစွာတာပါသည်သို့သောကျမရင်ထဲမှာတော့တစ်တာဇက်ခုံလေးပေါ်ကရုပ်သေးပွဲကလေးကိုမေးဖြောက်၍မရနိုင်ခဲ့ပါစင်စစ်ပန်းနီနီထမိန်နီနီနှင့်နှက်ခမ်းကလေးနီနေသောရုပ်ကလေး၏မျက်နှာကိုကျမသိကွဲစွာမမှတ်မိတော့ပါသို့သောကျမမှာယနေ့အထိရုပ်ကလေးကိုဆွဲလန်းနေမိစေဖြစ်ပါသည်တနေ့နေ့တစ်ချိန်ချိန်တွင်တနေရာမှာမကွယ်ထောင်းသာပေါ်လာနိုးဖြင့်တိတ်တခိုးရှိနေစေဖြစ်ပါသည်ကျမကယွန်းတစ်တာဘူးကလေးထဲမှတော့အဘထံကရသောရုပ်သေးမင်းသမီးကလေး၏ပလဲပရိကုန်းကလေးရှိနေစေဖြစ်ပါသည်တခါတရံဝါကျင့်နွမ်းဖြော့နေပြီဖြစ်သောပလဲပရိကလေးများကိုလက်ဖြင့်ပိုးတက်ရင်းကျမသည်ကလေးဘဝညောင်မြင်ကြီးအောက်ကရုပ်သေးဇက်ခုံကလေးစီသို့တဖန်ပြန်သွားလိုစိတ်များဖြစ်မိပါသည်သို့သောထိုဇက်ခုံကလေးကိုဘယ်သောအခါမျှကျမမဆုံတွေ့နိုင်တော့ပါငယ်ဘဝတွေကိုကျမတို့ပြန်လည်ရနိုင်ဖို့မဖြစ်နိုင်တော့တာသိကြနေပြီမဟုတ်လားနားဆင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်